ဒါကတော့ကျမရဲ့ chapati sandwich ပါဒါကတော့ lemon ပေါ့နော်သူတို့စားသလိုမျိုးစားကြည့်မှဖြစ်ပါတယ်ပုံမှန်ဆိုရင်သူတို့စားသလိုမျိုးမကြိုက်ပါဘူးဒါပေမဲ့လည်းစားကြည့်မှာပေါ့နော်ရောက်တယ်လည်းတစ်နှစ်ကျော်ပြီဆိုတော့ကိုမစားရင်လည်းငတ်မှာနေနော်ဆိုတော့ကြောင့်စားကြည့်ပါမယ်ဒါကတော့ lemon လို့ခေါ်တယ်ပုံစံတော့ cheese ပုံစံဒါပေမဲ့အရသာက yogurt ဒိန်ချင်ရတာပါဒီကလူတွေအရင်ကြိုက်မကြိုက်ကိုကတော့မကြိုက်ဘူးဒါပေမဲ့စားကြည့်မယ်ဒါကတော့ကိုတော့ပေါ့နော်ဒါကတော့သူတို့တော့လုပ်ပြီးသွားပြီ3ယောက်စားပပရဲ့မမရဲ့သူ့တာရဲ့ကိုကတစ်ခုပေါ့နော်ဆိုတော့ဒါကကျတော့ chicken ပါဒါတော့ vinegar စိန်ထားတဲ့ကုကမ်ပါစားလို့ကောင်းပါတယ်ကျမတို့အရင်ကြိုက်ကျမအရင်အစမ်းကြိုက်ကျမကုကမ်ကိုကြိုက်လို့ပေါ့နော်အဲ့ဒါလေးစားခြင်းစိတ်တွေပေါက်လာဘူးတို့စားမှာဖြစ်ပါတယ်ဖုတ်တဲ့ဆက်တွေထည့်ပါမယ်ဟုတ်ဒါကိုအတွက်ဒါသူတို့အတွက်ဆိုဒါကတော့ကြက်ပြီးသားချက်ပါတယ်ဖြစ်တဲ့အတွက်အများကြီးဖုတ်ဖို့မလိုပါဘူးရပါပြီเนาะဒီနေ့ဒါဆိုရင်ဒါကတော့ကျမရဲ့ညစာလေးပါရှင်ဒါကတော့ကြိုက်တဲ့စရင်နဲ့တော့မပါဘူးပေါ့နော်ဒါပေမဲ့စားကြည့်မယ်ပေါ့နော်ဒါကိုယ်တိုင်လုပ်ထားတဲ့ချက်ပါတီပါ ready made ချက်ပါတီမဟုတ်ပါဘူးဟိုးပူပါကောင်းတယ်我顾干嘛在乎？顾干嘛啥了？鸡呗，啥把这样？我搞都我别啥呢？